Hello အားလုံးပဲမင်္ဂလာပါ Theory Readings by Phone Base ကနေပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကကြတော့2025ဒီဇင်ဘာလအတောအတွင်းမှာကြုံတွေ့ရနိုင်ခြေရှိတဲ့စီးပွားရေးရဲ့လူမှုရေးရဲ့ကျန်းမာရေးရဲ့ပညာရေးရဲ့ဆိုတဲ့အခန်းကဏ္ဍကြီး၄ခုနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။အခြေရေးကတော့နောက်တစ်နေ့နောက်တစ်ရက်မှာအတိအကျဗီဒီယိုလေးထပ်ပြီးတော့တင်ပေးသွားပါမယ်။ဒီဗီဒီယိုထဲမှာတော့အခြေရေးမပါသေးဘူးပေါ့နော်။အဲ့တော့အခြေရေးသိချင်တဲ့သူတွေကတော့ဒီဗီဒီယိုလေးမကြည့်ပါနဲ့။ဒီဗီဒီယိုကစီးပွားရေးအလုပ်ကိုင်နဲ့ပတ်သက်တာတွေလူမှုရေးပိုင်းတွေနောက်ပြီးတဲ့အခါမှာကျန်းမာရေးတွေပညာရေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ထုံးစံအတိုင်းပဲ group လေးကတော့၃ခုခွဲထားပေးပါတယ်။ဒါလေးကတော့ group number 1ပါ။ဒါလေးက group number 2ဒါလေးက group number 3ပေါ့နော်။1ရယ်2ရယ်3ရယ်ဆိုပြီးတော့3ခုရှိပါမယ်။အဲ့ဒီတဲကနေပြီးတော့မိမိပေါ့နော်ဒီအပေါ်က sticker လေးတွေကိုပဲကြည့်ပြီးတော့စိတ်နှစ်သက်အောင်ရွေးလဲရတယ်ဒါမှမဟုတ်လဲ1 2 3 3အဲ့လိုပေါ့နော်1 2 3ဆိုတဲ့နံပါတ်ထဲကနေပြီးတော့စိတ်တဲ့နံပါတ်ကိုစဉ်းစားပြီးတော့လဲရွေးလို့ရပါတယ်။အဲ့တော့ group ရေးဖို့အတွက်ကိုတော့အချိန်လေးခဏပေးပါမယ်။ Okay group ရေးပြီးသွားပြီနဲ့တော့တူပါတယ်အကယ်လို့များမယူရသေးဘူးဆိုရင်လည်းဗီဒီယိုလေးကိုရက်ပြီးတော့ရွှေ့လို့ရပါတယ်ပေါ့နော်မဟုတ်တော့အခုအချိန်မဆွဲကြတော့လို့ group number 1ပေါ့ဒါလေးကိုရွှေ့ထားတဲ့သူတွေကနေမှုစပြီးတော့ကြည့်ပေးသွားပါမယ်အဲ့ဒီတော့ကြတော့ပေါ့နော်ဒီလာထဲမှာဘယ်လိုအခြေအနေတွေရှိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကြည့်ပေးသွားပါမယ် Okay group number 1ပေါ့နော် group number 1ကိုရွေးထားတဲ့သူတွေအနေနဲ့ဒီလရဲ့ပေါ့နော်စီးပွားရေးအလုပ်ကိုင်ပိုင်းကတော့ဒီလမှာလေအသီးပွင့်တွေတော်တော်လေးများကိုရရှိမယ်ခံစားရမယ်ဆိုတဲ့ပုံစံမျိုးအနေထားမျိုး energy မျိုးကိုသွားပြီးတွေ့ရတယ်။ဥပမာဒီလက2025ဒီဇင်ဘာဆိုတော့အရင်2025ဒီဇင်ဘာဆိုတော့နောက်ဆုံးလလည်းဖြစ်နေပြီ။နောက်ဆုံးလဆိုတော့ရှေ့ပိုင်းတွေမှာစူးစမ်းခဲ့တဲ့အရာတွေပေါ့နော်။ဥပမာဒီ10လပိုင်းတို့17လပိုင်းတို့ဒါမှမဟုတ်လေဒီ9လ10လပေါ့နော်ရှေ့ရဲ့လတွေမှာစူးစမ်းခဲ့ရတဲ့အသီးပွင့်တွေတော်တော်များဒီလမှာရလာမျိုးတွေရှိနိုင်တယ်။အဲ့တော့ကြတော့ဘယ်လိုမျိုးလဲဆိုရင်တော့ကိုပိုင်စီးပွားရေးလုပ်နေတဲ့သူဆိုရင်လည်းကိုယ့်ရဲ့အလုပ်မှာဒီလအတွက်ပေါ့နော်ဒီ2025အတော်အတွင်းမှာလုပ်ခဲ့သမျှရှေ့လတွေထက်ဒီလမှာပို့ပြီးတော့ဒီရောင်အားပိုတက်တာမျိုးတွေဒါမျိုးတွေလည်းရှိနိုင်တယ်နောက်တစ်ခုကကြတော့တချို့ကြတော့လေစီးပွားရေးပေါ့နော်ဒီကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတွေမဟုတ်ဘဲနဲ့ဝန်ထမ်းတွေဆိုရင်လည်းဒီလမှာbonus ရတာမျိုးတွေတော့လစာတိုးခံရတာမျိုးတွေပေါ့နော်စသဖြင့်အဲ့လိုမျိုးငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ကိုမိမိစူးစမ်းထားတာရဲ့အသီးအပွင့်လေးတွေပေါ့နော်လက်ခံရရှိတာမျိုးတွေဖြစ်နိုင်တယ်အထူးသဖြင့်လုပ်ငန်းကိစ္စရက်တွေကအစုအဖွဲ့နဲ့လောက်ရတာမျိုးပေါ့ဥပမာတချို့ကြတော့မိသားစုစီးပွားရေးတွေဆိုရင်လည်းပိုအောင်မြင်တာမျိုးတွေဖြစ်နိုင်ခြေရှိတယ်နောက်တစ်ခုကကြတော့တချို့တွေကကြတော့အသင်းအဖွဲ့နဲ့လောက်ရတဲ့ကိစ္စရက်တွေဆိုရင်လည်းဒီလမှာအောင်မြင်တာမျိုးတွေ celebrate လုပ်ရတာမျိုးတွေရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေ့ရတယ်နည်းနည်းလေးပေါ့နော်ဒီလမှာကစိတ်နှောက်ယှက်ဖြစ်စရာအခက်အခဲလေးတွေမရှိနိုင်ဘူးလားဆိုရင်တော့နည်းနည်းတော့ရှိနိုင်တယ်ဒါပေမဲ့လည်းအဲ့ဒါလည်းအရန်ကြီးလေမမိရင်မဆိုင်နိုင်တဲ့ဟာမျိုးမဟုတ်ဘူးကိုရင်ဆိုင်နိုင်မဲ့အရာလောက်ပဲတစ်ခုနှစ်ခုလောက်ပဲတခါလေးပေါ့နော်ဥမာ customer တွေထဲမှာကတူးကဆောင်တွေနည်းနည်းပါစကားလာပြောတာမျိုးတွေပေါ့အဲ့ဒါမျိုးတွေတော့ရှိကောင်းရှိနိုင်တယ်တိုးတော်လည်းအချိန်အများစုကတော့လုပ်ငန်းခွင်တော်တွေမှာအဆင်ပြေမှုတွေအောင်မြင်မှုတွေရနိုင်ခြေရှိတယ်ဆိုတဲ့ပုံစံမျိုးအနေထား energy မျိုးကိုတော့သွားပြီးတော့တွေးရပါတယ်အဲ့တော့ဒီလာထဲမှာအလုပ်ရှာနေတဲ့သူတွေပေါ့အလုပ်ရှာနေတဲ့သူတွေဆိုရင်လည်းအလုပ်ရနိုင်ခြေမြင့်ပါတယ်ဒီလမှာမိမိအတွက်လစာကောင်းတဲ့အလုပ်မျိုးပေါ့နော်ရေရှည်အဆင်ပြေနိုင်တဲ့အလုပ်မျိုးတွေအားစရနိုင်ခြေရှိတဲ့အနေထား energy မျိုးတွေကိုသွားပြီးတော့တွေးရပါတယ်နောက်တစ်ခုကကြတော့ group number ကိုရွေးထားတဲ့သူတွေရဲ့ပေါ့နော်ဒီရေးထားတဲ့သူတွေရဲ့လူမှုရေးပိုင်းပေါ့လူမှုရေးပိုင်းကတော့ဒီလထဲမှာတော့လူမှုရေးလည်းအညံ့နေတယ်ဒီလမှာဆိုရင်တီးတန့်တယောက်တည်းလည်းအေးစစ်စစ်လေးလည်းနေပြနိုင်တယ်လို့တကယ်လို့များကိုကအလုပ်လုပ်ဖို့ကိုင်ဘက်တွေတခြားသောပေါ့ကိုနဲ့ communication လုပ်နေတဲ့ကိုနဲ့ဆက်သွယ်နေတဲ့အခြားသော group အဖွဲ့တွေနဲ့လည်းစကားပြောတဲ့အခါမျိုးတွေမှာဆိုရင်လည်းသူတို့တွေကကိုယ်ဆိုရင်အဲ့လိုတလေးတစားဆက်ဆံခံရတာမျိုးတွေအစားရှိနိုင်တယ်လူမှုရေးပိုင်းမှာလူတွေရဲ့လေးစားမှုတွေကိုခံရတာမျိုးတွေရှိနိုင်တယ်ဆိုတဲ့အနေအထားမျိုး energy မျိုးတွေကိုသွားပြီးတွေ့ရတယ်လူတွေရဲ့ပေါ့နော်ဒီလူတွေအနေနဲ့ဆိုကိုယ်ဆိုရင်ရှိန်တာမျိုးကိုယ်ဆိုရင်လေးစားပေးတာမျိုးတွေပေါ့ဒါမျိုးတွေကစာကြုံရနိုင်ခြေရှိတယ်ဆိုတဲ့ပုံစံမျိုးအနေထားမျိုး energy မျိုးတွေကိုတော့တွေ့ရတယ်နောက်တစ်ခုကကြတော့မိမိကလည်းသူများကို supporting ဖြစ်တာပဲပေါ့နော် supporting ဆိုတာအကူအညီတွေပေးတာမျိုးတွေလည်းအကူအညီတွေပေးနိုင်တဲ့အနေအထားမျိုးတွေလည်းရှိနိုင်တယ်လို့ကိုအကူအညီလိုအပ်တာမျိုးတွေရှိတယ်ဆိုရင်လည်းကိုအကူအညီပေးမဲ့သူတွေမိကောင်းစုကောင်းနေရစားတွေ့ရနိုင်ခြေရှိတယ်ဆိုတဲ့ပုံစံမျိုးတွေကိုသွားပြီးတော့တွေ့ရတယ်အဲ့တော့ group number 1ကိုရွေးထားတဲ့သူတွေအနေနဲ့ကတော့လူမှုရေးပိုင်းမှာလည်းပေါ့နော်ဒီအဆင်ပြေနိုင်တယ်ဒါပေမဲ့လူမှုရေးမှာဘာလေးတစ်ချက်တော့တတိထားစေချင်လဲဆိုရင်တော့လူတွေရဲ့လေးစားမှုကိုရနိုင်တယ်ဆိုပြီးပဲတခါလေကိုကလူတွေကကိုယ်လေးစားပေးထားတယ်နော်ဒါပေမဲ့ကိုကလူတွေကိုအထက်ကြီးစံပြောတာမျိုးပေါ့ဥမာနေမန်းကစပြောတာမျိုးတွေပေါ့ဒါနှိမ်တယ်လို့ပြောတာမျိုးတွေပေါ့အဲ့ဒါမျိုးတွေတော့မလုံးမိအောင်တော့တတိထားပေးဘာလို့ဆိုတော့ကိုယ်လာပြီးသူများလာနှိမ်လဲမကြိုက်ဘူးမလားအဲ့တော့ကျတော့ကိုယ်လည်းသူများကိုသွားပြီးတော့နှိမ်မိတာမျိုးတို့စကားပြောရင်းနဲ့နေငါတော့မသိပါဘူးဆိုဆရာကြီးပုံစံမျိုးနဲ့သွားပြီးပြောမိတာမျိုးတွေရှိတတ်တယ်အဲ့ဒါလေးတော့တစ်ချက်တတိထားဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒီ group number 1ကိုရွှေ့ထားတဲ့သူတွေရဲ့ပေါ့နော်
ပညာရေးပိုင်းပေါ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတော့ဒီလမှာပညာရေးနဲ့ပတ်သက်ပြီးတော့လေဒီမှာဆိုရင်ပြထားတဲ့ကတည်းကအနေထား energy ရဆိုရင်ပေါ့သူများတွေကမလုံနိုင်ပါဘူးဖြစ်နိုင်ပါဘူးလို့ပြောတဲ့အရာတွေကစလုံနိုင်နေဖြစ်နိုင်နေဆိုရင်အနေထား energy မျိုးလေးတွေရှိနိုင်တယ်ဒါပေမဲ့လေဒီလမှာလည်းတစ်ချက်တတိထားရမှာကဘာလဲဆိုတော့လေကိုကကွာဟိုမလုံနိုင်တာမဟုတ်ဘူးလုံနိုင်ပါလေရန်နေပေါ့တခါလေကြာရင်လောက်ကိုမလုံနေမိရမျိုးလည်းဖြစ်တတ်တယ်ဟိုမှာစိတ်ကူးထဲမှာတော့စာရေးလုံနေရကွာပညာရေးမှာကျတော့စိတ်ကူးမှာစာရေးလုံနေလက်တွေ့မှာကျတော့အချိန်တွေဆွဲနေမိတာမျိုးတွေဖြစ်နေတတ်တယ်အဲ့တော့ကြောင့်မလို့ရလက်ကောင်းမရတာမျိုးတွေရှိတတ်တယ်အဲ့တော့ဒီလမှာရလက်ကောင်းနေပါရင်မရဘူးဆိုရင်သူများကြောင့်မဟုတ်ဘူးကိုကြောင့်ပဲဆိုတော့ကိုတိုင်းကိုကပေါ့နော်နမောနမဲနေလို့ပေါ့တန်ထားလို့မရတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့အဲ့လိုမျိုးနမောနမဲမနေဘူးရပေါ့တန်မထားဘူးရပညာရေးနဲ့ပတ်သက်ပြီးတော့ဆိုရင်တေချာလေးစူးစမ်းအထောက်မယ်ဆိုရင်ဒီလမှာလည်းပညာရေးမှာလည်းအသေးအပွင့်တွေကိုလက်ခံရရှိတာမျိုးတွေဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ပုံစံမျိုးတွေကိုတော့တွားပြီးတော့တွေးရပါတယ်နောက်တစ်ခုကကြတော့ဒီလထဲမှာစာမိုးဘက်တွေပါရှိရဲဆိုရင်လည်းပေါ့နော်အဲ့လိုဟိုပြောရမယ်ဆိုရင်တော့လေအဲ့လိုအရန်အတွေးမများနဲ့တခါလေဆောင်ဘက်ကနေမှာကွာဟာပုတ်စာတွေကစာတွေကခတ်လိုက်တာအဆင်ပြေပါမလားဆိုပြီးတော့အဲ့လို over thinking တွေများတာပေါ့နော်အတွေးတွေများနေလေတကယ်အဖြေမှန်ကဟိုပေါ့ပါလေးထားလိုက်ရင်ထွက်လာမယ့်ဟာကိုအများကြီးတွေတွေးပြီးတော့ပေါ့နော်ဟိုစိုးရိမ်စိတ်ကြောက်ပေါ့နော်အဖြေမှန်ထွက်လာတာမျိုးတွေရှိတတ်တယ်အဲ့ဒါလေးတစ်ချက်သတိထားဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုတွေးရတယ်အဲ့တော့ဒီလမှာပညာရေးကန်လည်း group number 1ကလည်းကောင်းတယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုတွေးရပါတယ်နောက်တစ်ခုကကြတော့ဒီပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စက်ကြည့်ပေးပါမယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာလည်း group number 1ကိုရွေးထားတဲ့သူတွေကကျမ်းမာရေးလည်းဒီလကဟိုပေါ့နော်ငကိုနေထိုင်မကောင်းဖြစ်နေတဲ့ဆရာမတို့တော့နေထိုင်မကောင်းဖြစ်နေတယ်ဆိုရင်လည်းအနာနဲ့ဆေးနဲ့တွေ့အောင်ပေးနိုင်တဲ့ဆရာဘယ်လိုတမားကောင်းတွေပေါ့ဆရာဝန်ကောင်းတွေနဲ့တွေ့ရတာမျိုးတွေရှိနိုင်တယ်တမားတော်ကောင်းတွေနဲ့တွေ့ရတာမျိုးတွေရှိတတ်တယ်အဲ့တော့ကြတော့အနာရောဂါတွေပဲဖြစ်နေတယ်ဆိုရင်တော့မှပဲအနာနဲ့ဆေးနဲ့တွေ့ပြီးတော့မြန်တက်တာတာမျိုးတွေကစာရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေ့ရတယ်အဲ့တော့ကျမရေးကလည်းဒီလမှာအညံ့နေပါတယ်ဒါငကိုနေမကောင်းဖြစ်နေတဲ့သူတွေတော့ဒါနည်းနည်းလေးပေါ့နော်ဟိုဆေးပိုင်ကူရတာမျိုးတွေဒါပေမဲ့ဆေးကူတဲ့ခါမှာလည်းဆရာဝန်ကောင်းတွေပဲနဲ့တွေ့ရနိုင်ကြီးရှိတယ်ပေါ့နော်အဲ့တော့ရန်ကြီးစိုးရင်စားမလို့ဘူးငကိုတွေကကျမရေးကောင်းမိသားလူတွေပေါ့အခုဒီဗီဒီယိုနားထောင်နေတဲ့အချိန်မှာကျမကြီးအညံ့မရှိနေတဲ့သူတွေကလည်းဒီလမှာလည်းဆက်ပြီးတော့အညံ့မရှိဘူးဆိုတဲ့အနေအထားမျိုး energy မျိုးနဲ့ပဲသွားနိုင်ပါလိမ့်မယ်အဲ့တော့ခုနံပါတ်1ကိုရွေးထားတဲ့သူတွေကတော့စီးပွားရေးအလုပ်ကိုင်းနဲ့အဆင်ပြေနိုင်တယ်လို့လူမှုရေးပိုင်းမှာလည်းအညံ့နေတယ်ပြီးတော့အခါမှာဒီပညာရေးမှာဆိုရင်လည်းနည်းနည်းအာယုံတွေထွေပြားတတ်တာဟိုဘာလဲဘယ်လိုပြောရမလဲဟို nation ရရှိလောက်တာမျိုးလေးတွေပေါ့အဲ့ဒါလေးပဲတစ်ချက်တတိထားပြီးတော့ကျမကြီးမှာလည်းသူ့အနေနဲ့သူအဆင်ပြေနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုတော့တွေးရပါတယ်အဲ့တော့ခုနံပါတ်1အတွက်ကတော့ကောင်းမွန်တဲ့ပေါ့နော်ဒီဒီဇင်ဘာလလေးကိုပိုင်ဆိုင်ရတာမျိုးတွေဖြစ်နိုင်ကြများတယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုတွေးရပါတယ်အဲ့တော့မှောက်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့အခြားသူတွေကြည့်လို့ရအောင် like and share လေးနဲ့ပြုလုပ်ပေးသွားကြပါအောင်နော်အချိန်ရေးကိုတော့ပုံနောက်နေ့နောက်တစ်ရက်မှာတက်လေးထပ်ပြီးတော့တင်ပေးသွားပါမယ်အခုဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ရှင် group number 2ပေါ့နော်ဒါလေးကိုရွေးထားတဲ့သူတွေအတွက်ဖုန်းလို့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်Okay group number 2အတွက်ကိုကြည့်လိုက်တဲ့အခါမှာတော့ပထမဆုံးအနေနဲ့ခဏလေးနော်okay Okay group number 2ပေါ့နော် group number 2ကိုယူထားတဲ့သူတွေအနေနဲ့ကတော့လေပြောရမယ်ဆိုရင်တော့ပထမဆုံးအနေနဲ့အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့ဆက်နွယ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာမိမိစောင့်မျှော်နေတဲ့သတင်းစကားတွေပါရှိရဲဆိုရင်တော့စောင့်မျှော်နေတဲ့သတင်းစကားတွေဒီလာထဲမှာပေါ့နော်သတင်းတွေရတာမိမိရှိကိုလက်ခံရရှိတာမျိုးတွေရှိနိုင်တယ်ဥပမာကွာတချို့တွေဆို interview ဖြေထားတယ် interview ရဲ့ result တွေဘာတွေကစဒီလာရဲ့အစပိုင်းမှာတွေကပေါ့နော် interview result တွေကောင်းကောင်းဟို result ကောင်းတွေလက်ခံရရှိတာမျိုးတွေကစရှိနိုင်တယ်အဲ့တော့ဒီအလုပ်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့မိမိမျှော်နေတဲ့ပေါ့နော်သတင်းတွေမျှော်နေတဲ့အကြောင်းအရာတွေပေါ့မိလက်ခံရရှိခြင်းနဲ့စာတွေမေးတွေပေါ့နော်အဲ့လိုအရာတွေလက်ခံရရှိဖို့အတွက်ရှိလာနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေ့ရတယ်နောက်တစ်ခုကကြတော့ဒီလာထဲမှာတချို့တွေပေါ့နော်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ခီးထွက်တာမျိုးတွေလည်းရှိနိုင်တယ်လူတိုင်းတော့မဟုတ်ဘူးပေါ့နော်ဘာလို့ဒီဗီဒီယိုကြည့်မဲ့သူတွေကလူကဘယ်လောက်ယောက်ကြည့်မလဲဆိုတော့ဟိုအများကြီးတစ်ခါတည်းနဲ့အများကြီးရှိတတ်တယ်အဲ့တော့ကြတော့ဒီထဲမှာလူကအောက်မှာလူ10ယောက်ကြည့်တယ်ဆိုထားပါတော့ group number 2ကိုရွေးထားတဲ့သူလူ10ယောက်ဆိုရင်10ယောက်မှာ6ယောက်လောက်ကအလုံးနဲ့ပတ်သက်ပြီးတော့ခီးထွက်ရတာမျိုးဒါမှမဟုတ်လည်းအလုပ်ကိစ္စနဲ့ဆက်ဆက်ပြီးတော့အပြောင်းရွှေ့ကိစ္စရက်တွေဆောင်ရွက်ရတာမျိုးတွေပေါ့နော်ရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုတော့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ group number ဒီပေါ့နော်2ကိုရွေးထားတဲ့သူတွေအနေနဲ့အလုပ်ရှာနေတဲ့သူတွေပေါ့အလုပ်ရှာနေတဲ့သူတွေဆိုရင်လည်းဒီလာထဲမှာအလုပ်ရနိုင်ခြင်းမြင့်ပါတယ်တချို့ကကြတော့ဒီလာထဲမှာဒီ6ရက်6ပတ်လောက်တော့တဲမှာပဲအလုပ်ရသွားတာမျိုးတွေရှိနိုင်တယ်တချို့ကြတော့အခုကနေ6လအတွင်းကြတော့မှအလုပ်ရတာမျိုးလည်းရှိနိုင်တယ်တယောက်နောက်တော့ကံကြမ္မာတော့မတူဘူးပေါ့နော်ဒါပေမဲ့အလုပ်ရနိုင်ခြင်းရှိတဲ့ကံကြမ္မာတော့တူတယ်ဟိုအချိန်ကတော့အနေနဲ့များတော့ကွဲပြားခြားနားစနိုင်တယ်တိုးတော်လည်းအလုပ်ရနိုင်ခြင်းရှိတယ်ဆိုတဲ့ကံကြမ္မာတော့တူတယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ကိုပိုင်စီးပွားရေးလုပ်နေတဲ့သူပဲဖြစ်ဖြစ်ဝန်ထမ်းပဲဖြစ်ဖြစ်ပေါ့နော်မိမိလုပ်နေတဲ့အလုပ်မှာလေဟိုတခါလေတိုင်းအရန်မလောစေခြင်းဘူးလောနေလေလူကမြန်ချင်းလေးနှေးလေးဖြစ်တတ်တယ်ဆိုတဲ့အတိုင်းပေါ့ကိုအလုပ်လုပ်တဲ့အခါမှာရှက်ပြန်နဲ့လုပ်လိုက်တာမြန်ပြီးအောင်လို့ပြီးတော့လုပ်လိုက်တဲ့ကိစ္စရက်တွေကပေါ့နော်ရှင်းလို့မပြီးတော့ဘူးဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့အဲ့ဒါလေးတစ်ချက်သတိထားဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့group number 2ကိုရွေးထားတဲ့သူတွေရဲ့ပေါ့နော်
အလောက်ကိုင်စီးပွားရေးကတိုးတက်မှုတွေရောရှိမှာလားဆိုရင်လည်း yes ပါတိုးတက်မှုတွေတော့ရှိနိုင်တယ်ဒါပေမဲ့ပြုံးစားဝုန်းတိုင်းကြီးပေါ့တိုးတက်တာမျိုးမဟုတ်ဘဲနဲ့အခုကနေပြီးတော့ဒီပေါ့နော်6 week to 6 month ပေါ့နော်6ပတ်ကနေ6လအတော်အတွင်းမှာမိမိရဲ့လစာတိုးတက်တာတို့ဒါမှမဟုတ်ရင်လည်းအလောက်ကိုင်နဲ့ပတ်သက်ဆက်နွယ်ပြီးတော့ဒီမှာဆိုရင်ပေါ့နော်ဒီရောင်းအားတွေပိုင်းကိုယ်ပိုင်စီးပွားရေးသမားဆိုလည်းရောင်းအားတွေပိုင်းတိုးတက်တာမျိုးတွေပေါ့ဒါမျိုးတွေရှိလာနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုတော့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ group number ဒီပေါ့နော်နှစ်ကိုရွှေ့ထားတဲ့သူတွေအနေနဲ့ဒီလာထဲမှာလူမှုရေးပိုင်းပေါ့လူမှုရေးပိုင်းကတော့နည်းနည်းလေးလူမှုရေးပိုင်းမှာတော့လေတယောက်တည်းအေးစစ်စစ်နေခြင်းနဲ့စိတ်ဆန္ဒလေးတွေပုံများတတ်တယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေ့ရတယ်လူတွေနဲ့တိတ်ပြီးစကားတွေအများကြီးမပြောချင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့စကားတွေအများကြီးပြောရင်အမှားတွေအများကြီးပါမှာဆိုလို့ဆိုတဲ့လူမျိုးတွေလိုဖြစ်နေတတ်တယ်ဒီလမှာအေးစစ်စစ်နေမယ်အလုပ်လုပ်ဆရာရှိရလုပ်မယ်ပြီးရင်ကိုယ့်အသာအေးစစ်စစ်လေးပဲနေခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလေးတွေသွားပြီးတော့တွေ့ရတယ်ပြီးတော့လူတွေနဲ့စကားသွားပြောရင်လည်းတချို့လူတွေကဥပမာဘယ်လိုလဲဆိုတော့စကားအရှုပ်ချင်းတွေရှင်းရတာမျိုးတွေကစာရှိတတ်တယ်တချို့သောဆက်ဆံရေးတွေဆိုရင်မိမိကြောင့်ဖြစ်စေသူတစ်ပါးကြောင့်သူတို့ကြောင့်ဖြစ်စေပေါ့နော်ပျက်စီးတာမျိုးတွေတော့ရှိတတ်တယ်အဲ့တော့မပြောဘဲနဲ့ငြိမ်လေးနေတာကတော့အကောင်းဆုံးပေါ့နော်ဒါပေမဲ့ငြိမ်မနေကြလို့ကိုကသွားပြီးပြောလိုက်တယ်တကယ်ချင်းနဲ့သွားပြီးပတ်သက်တယ်ဆိုရင်ပတ်သက်မှုကလေကိုယ့်အတွက်ကောင်းတယ်ပေါ့နော်ပတ်သက်မှုမျိုးမဟုတ်ဘဲနဲ့အခက်မသိဘူးဆိုဘာမှစကားထိုင်ပြောရင်းနဲ့စကားတွေပေါ့မိသားစုချင်းချင်းပဲဖြစ်ဖြစ်စကားတွေပါထားပြောရင်းနဲ့ထားပြီးပြဿနာတွေထားဖြစ်တာမျိုးတွေရန်နေပါထားဖြစ်တာမျိုးလေးတွေရှိတတ်တယ်အဲ့ဒါလေးတော့တစ်ချက်သတိထားဖို့လိုအပ်ပါလိမ့်မယ်နောက်တစ်ခုကကြတော့ဒီလာထဲမှာလူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းအဲ့လိုပေါ့နော်သတင်းစိုးလေးတွေလည်းကြားတတ်တယ်အဲ့တော့ဆွေမျိုးသားချင်းအနေနဲ့ဆက်ဆက်ပြီးတော့ဖြစ်စေတငယ်ချင်းမိတ်ဆွေနဲ့ဆက်ဆက်ပြီးတော့ဖြစ်စေဥပမာကျမရေးညံ့တဲ့သတင်းတွေနာရေးသတင်းတွေဒါမှမဟုတ်သူတို့တစ်ခုခုပေါ့နော်စီးပွားရေးလူမှုရေးအဆင်မပြေတဲ့သတင်းလေးတွေပေါ့နော်သတင်းစိုးလေးတွေကိုစိတ်မကောင်းစရာသတင်းလေးတွေလက်ခံရရှိတာမျိုးကြားသိရတာမျိုးလေးတွေရှိတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုလည်းတွေ့ရပါတယ်နောက်တစ်ခုကကြတော့ပညာရေးပိုင်းပေါ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကတော့ဒီ group number နှစ်ကိုရေးထားတဲ့သူတွေအနေနဲ့ကလေပညာရေးနဲ့ပတ်သက်ပြီးတော့ကလေလူကလေတစ်ခါလေးမှာလူကဘယ်လိုဖြစ်နေတတ်လဲဆိုတော့ဥပမာပေါ့နော်လူကကိုနိုင်တဲ့ဥပမာတဘာသာချင်းပေါ့နော်ဒီမလုပ်ဖဲနဲ့နှစ်ဘာသာတစ်ပံနဲ့လောက်တာတို့တခါလေးမှာပေါ့နော်ဒီကလူကအင်္ဂလိပ်စာလုပ်နေရင်လည်းသင်ချာကိုစိတ်ရောက်နေတာမျိုးတွေပေါ့ဒီဘာသာလုပ်နေရင်ဟိုဘာသာကိုစိတ်ရောက်နေတာမျိုးတွေအဲ့လိုမျိုးစိတ်တွေကနှစ်ခွတွေဖြစ်နေတာမျိုးတွေရှိတတ်တယ်အဲ့ဒီအရာတွေကဘာဖြစ်သွားစေနိုင်လဲဆိုရင်ဥပမာအင်္ဂလိပ်စာလုပ်နေရင်လည်းသင်ချာကိုစိတ်ရောက်နေတယ်ဆိုရင်အင်္ဂလိပ်စာကိုလည်းမရသင်ချာကလည်းမလုပ်ရတော့သင်ချာကိုလည်းမရအဲ့လိုမျိုးတွေဖြစ်တတ်တယ်ကိုအတွက်အချိန်အလဟတ်သက်ပုတ်သွားတာမျိုးပဲရှိနိုင်တယ်အဲ့တော့လေဒီ group number 2ကိုရွေးထားတဲ့သူတွေအနေနဲ့ကလေအာယုံစူးစိုက်မှုအာယုံမများဖို့လိုလိမ့်မယ်အခုဒါလုပ်နေရင်ဒါပဲလုပ်ဒါကိုပဲအောင်ဆိုင်လိုက်ပြစ္ဆုတ်ပံတက်တဲ့မှာအခုဒီဗီဒီယိုကြည့်နေမှာကြည့်နေတဲ့ဗီဒီယိုကြည့်နေဗီဒီယိုကြည့်နေအောင်ပဲအာယုံထိုက်ကျန်တဲ့အရာတွေအာယုံတွေမများနဲ့ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုစာကြည့်ရင်လည်းလို့တစ်ခုကိုကြည့်မယ်ဆိုတစ်ခုကိုပဲအာယုံသေချာစိုက်တာအဲ့လိုမျိုးမဟုတ်ပဲနဲ့အခုဒီစာကြည့်နေရင်ဟိုစာမရသေးဘူးဟိုစာကိုလုတ်ချင်တာဆိုတော့အဲ့လိုမျိုးစိတ်ကအယမ်းများနေမယ်ဆိုရင်အကျိုးမရှိဘူးဆိုတာမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျမ်းမာရေးလည်းဂရုစိုက်ပေးပါဒါကတော့ဒီပညာရေးနဲ့ဆက်သက်ပြီးတော့ပေါ့နော်ဥပမာတချို့ဆိုစာလောက်ခံနေကြတော့မှပဲနေထိုင်မကောင်းနေထားဖြစ်တာမျိုးတွေကျမ်းမာရေးထားပြီးတော့ညံ့တာမျိုးတွေကစာရှိတတ်တယ်အဲ့တော့အဲ့ဒါလေးတစ်ချက်သတိထားဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒီ group number နှစ်ကိုရွေးထားတဲ့သူတွေရဲ့ပညာဒီကျမ်းမာရေးပိုင်းပေါ့အဲ့တော့ကျမ်းမာရေးရဲ့အခြေအနေ saturation နဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီလမှာပေါ့နော်ကျမ်းမာရေးကတော့ထူထူတော့ယောဂကြီးကြီးမားတော့ဖြစ်နိုင်ခြင်းအနေထား energy မျိုးတော့မတွေ့ရဘူးအလုပ်ပင်ပန်းလို့ဖြစ်စေခုနကပြောတဲ့ပညာရေးကိစ္စရေးကြောင့်ပင်ပန်းလို့ဖြစ်စေပေါ့နည်းနည်းအဲ့လိုပင်ပန်းတာမျိုးတော့ရှိနိုင်တယ်ကိုလက်တွေမိအီမသာဖြစ်တာမျိုးပင်ပန်းတာမျိုးပေါ့နော်ပြီးတော့ကျတော့မလုပ်ချင်မကိုင်ချင်ဖြစ်တာမျိုးလေးတွေပေါ့အဲ့လိုမျိုးပင်ပန်းနွမ်းနယ်မှုတွေတော့ဒီလာထဲမှာခံစားရတာမျိုးတွေတော့ရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေ့ရတယ်နောက်တစ်ခုကကြတော့အကယ်လို့များဒီ2025ဒီဇင်ဘာအတောအတွင်းမှာဆေးတွေပါစစ်ဖို့ရှိတယ်ပေါ့နော်ဥပမာ medical check up လုပ်ချင်တာတို့တမို့ဆေးစစ်တာတို့ဘာလို့လုပ်မယ်ဆိုရင်လည်းအဲ့ဒီအဖြေတွေဘာတွေကလည်းလေဟိုအရင်ကြီးဥပမာပေါ့10ခုစစ်တယ်ဆိုရင်9ခုလောက်က result ကောင်းကောင်းလေးနဲ့အဖြေကောင်းတယ်ဆိုတဲ့အနေအထားမျိုးရှိနိုင်တယ်တစ်ခုလောက်ပဲနည်းနည်းဆေးတွေဘာတွေတောက်ရတာမျိုးတိတ်ပြီးတော့အဆင်မပြေတဲ့အဖြေလေးတွေရတာမျိုးတွေရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုတော့တွေ့ရပါတယ်အဲ့တော့ group number နှစ်အတွက်ကတော့ဒီလောက်ပါပဲအချိန်ရေးကတော့နောက်တစ်နေ့နောက်တစ်ရက်မှာမဟုတ်တက်လေးဗီဒီယိုလေးထပ်ပြီးတော့တင်ပေးသွားပါမယ်အခုလိုမျိုးကြည့်ပေးတဲ့အတွက်ကြောင့်မလို့လဲကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်အခြားသူတွေကြည့်လို့ရအောင် like and share လေးလည်းပြုလုပ်ပေးသွားလို့ရပါတယ်เนาะအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်โอเค group number 3ပေါ့เนาะဒါလေးကိုယူထားတဲ့သူတွေအတွက်ဖုန်းလို့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်โอเค group number 3ပေါ့เนาะ group number 3ကိုယူထားတဲ့သူတွေအတွက်ပထမ
ပထမဆုံးအနေနဲ့ပေါ့နော်ဒီအလောက်ကိုင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့စပြီးတော့ကြည့်လိုက်ပါတယ်ကြည့်လိုက်တဲ့အခါမှာတော့ဒီခုနံပါတ်3ထဲမှာပေါ့နော်တချို့တွေအနေနဲ့ကအလောက်ကိုင်နဲ့ပတ်သက်ပြီးတော့ဆိုရင်တော့ဒီလထဲမှာအလောက်ကလေးပြောရမယ်ဆိုရင်တော့တချို့ကကြောက်တာဝန်အသစ်တွေပေါ့ပုံမှန်လုပ်နေပြီးစားလုံးလက်စပေါ့နော်လုံးလက်စအလုပ်တွေအပြင်ကိုမှနောက်ထပ်ပြီးတော့ကိုအလုပ်တောင်တွေအသစ်တွေပေးလာတာမျိုးတွေကစားရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုတော့သွားပြီးတွေ့ရတယ်နောက်တစ်ခုကကြတော့ဒီလထဲမှာခုနံပါတ်1ကိုရွေးထားတဲ့သူတွေအနေနဲ့ကလေအလုပ်နဲ့ပတ်သက်ပြီးတော့ဆက်နေပြီးတော့ဆိုရင်လေကိုကဥပမာပေါ့နော်လုပ်ငန်းအသစ်တွေတာဝန်အသစ်တွေတခါမှမလုပ်ဘူးတဲ့အလုပ်အသစ်တွေလုပ်ရမယ်ဆိုပေမဲ့လည်းမအောင်မြင်နိုင်ဘူးလို့ဆိုတော့အဲ့လိုတော့မဟုတ်ဘူးအောင်မြင်နိုင်ခြေရှိတယ်ဆိုတဲ့အနေအထားမျိုး energy မျိုးတွေကိုတော့သွားပြီးတော့တွေ့ရတယ်နောက်တစ်ခုကကြတော့ဒီလာထဲမှာဘာလေးတော့တစ်ချက်သတိထားရမှာလဲဆိုရင်တော့ careless mistake လေးတွေပေါ့ဥပမာဘာတစ်ခုတချို့ careless mistake ဆိုတာဘယ်လိုမျိုးကိုပြောချင်တာလဲဆိုတော့အလုပ်လုပ်တယ်အလုပ်ကမလုပ်နိုင်တာမဟုတ်ဘူးဒါပေမဲ့အဲ့လိုအမားလေးတွေကိုတတိမထားမိလိုက်တာမျိုးပေါ့အမားတွေပါသွားတာမျိုးတွေရှိတတ်တယ်အဲ့တော့ကြတော့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအောင်မြင်နိုင်တဲ့အဆင်ပြေနိုင်တယ်ဆိုပေမဲ့လည်းပြန်ပြီးတော့စစ်ဖို့တော်လိုလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေ့ရတယ်တခုဆိုရင်ပေါ့နော်အဲ့လိုမစစ်ဆေးတာတို့ဒါမျိုးတွေမဖြစ်အောင်ပေါ့နော်ဂရုစိုက်ဖို့တော့လိုလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေကိုတော့သွားပြီးတော့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒီ group နံပါတ်3ပေါ့နော်ဒီနံပါတ်3ကိုရွေးထားတဲ့သူတွေအနေနဲ့ကအလုပ်ရှာနေတဲ့သူတွေရောအလုပ်ရနိုင်ခြေရှိလားဆိုရင်တော့ yes ပါအလုပ်ရနိုင်ခြေရှိတယ်ဒါပေမဲ့ကိုကလေကိုစကေးတွေကိုကောင်းကောင်းချပြနိုင်မှရမှာနော်တချို့ကြတော့ဘယ်လိုလဲဆိုတော့ကြတော့စကေးတော့ရှိပါလေရဲ့ကို့မှာအရေးသွေးရချင်းတော့ရှိပါလေရဲ့ဒါပေမဲ့တိတ်မချပြတတ်တာပေါ့ဥပမာ interview တွေမှာဆိုကောင်းကောင်းမဖြေနိုင်တာမျိုးတွေပေါ့ဒါဆိုရင်တော့တိတ်မရတာမျိုးဖြစ်သွားနိုင်တယ်အဲ့တော့ကြတော့ဒီပေါ့နော်အတတ်နိုင်ဆုံးကိုမှာ skill တွေကရှိပြီးသား talent တွေကရှိပြီးသားကိုယ့်ရဲ့ skill တွေ talent တွေကိုကောင်းကောင်းချပြနိုင်ဖို့ပဲလိုတယ်အဲ့လိုကောင်းကောင်းချပြနိုင်မယ်ဆိုရင်အဆင်ပြေနိုင်ခြေရှိတယ်အောင်မြင်နိုင်ခြေရှိလိမ့်မယ်ဆိုတဲ့ပုံစံမျိုးအနေထား energy မျိုးကိုသွားပြီးတော့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတွေဆိုရင်လည်းဒီဇင်ဘာလထဲမှာပေါ့နော် idea အသစ်ဆန်းလေးတွေထွက်လာနိုင်တယ်အဲ့ idea လေးတွေကိုအသုံးချပြီးတော့လုပ်မယ်ဆိုရင်ပို့ပြီးတော့ပေါ့နော်လုပ်ငန်းကပေါ့အောင်မြင်တာမျိုးတွေတိုးတက်တာမျိုးတွေအစားရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ group number 3ကိုရွေးထားတဲ့သူတွေရဲ့ပေါ့နော်ဒီလူမှုရေးပိုင်းပေါ့လူမှုရေးပိုင်းကတော့ဒီလထဲမှာကတော့အရင်ကြီးပြဿနာရေလို့တော့မရှိနိုင်ပါဘူးကိုလည်းမတွေ့ဆုံဖြစ်တာကြာပြီးဖြစ်တဲ့တငယ်ချင်းတွေနဲ့ပြန်ပြီးတော့အဆက်အသွယ်ပြန်ရတာမျိုးတွေ့ဆုံဖြစ်တာမျိုးတွေလည်းရှိနိုင်တယ်နောက်တစ်ခုကကြတော့ဒီလထဲမှာကပြောရမယ်ဆိုရင်တော့လေလူမှုရေးအခက်အခဲကတော့လေနဲနိုင်တယ်အဓိကတယောက်တည်းနေကျင်တဲ့စိတ်ဆန္ဒအရင်များလို့ဖြစ်နိုင်တယ်လူတွေနဲ့တွေ့တယ်ကွာတွေ့တဲ့အခါမှာအပေါ်ရန်ဆက်ဆံလိုက်တယ်ပြီးရင်ကိုလည်းကိုလန်းကိုဆက်လျှောက်တယ်ကိုလည်းကိုလုံးဆက်ရှိတယ်ကိုလုံးဆက်လုပ်တယ်ဆိုတဲ့ပုံစံမျိုးပဲသွားနိုင်တယ်ဘသူရဲ့အတွင်းဖြစ်မှလည်းကိုကနားမထောင်ချင်ဘူးကိုလည်းသူများအတွင်းဖြစ်မပြောဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဗာတိဘာသာလေးနဲ့ပဲနေတာမျိုးတွေများနိုင်တော့ဒီလကလေလူမှုရေးပိုင်းမှာလည်းကြီးကြီးမားမားအခက်အခဲပြဿနာရေလို့တော့မရှိနိုင်ဘူးပြီးတော့ပေါ့နော်အရင်ကြီးနှွေးထွေးပြီးတော့အဆင်ပြေနေရလားဆိုတော့လည်းအဲ့လိုလည်းမဟုတ်ဘူးဒါမျိုးပေါ့နော်ကိုကလည်းတီးတက်လေးနေပြတယ်ကိုယ့်ရဲ့ပုံရိပ်ချက်မှာရှိနေတဲ့မိသားစုတွေတငယ်ချင်းတွေလည်းဗာတိဘာသာလေးတွေနေပြတယ်ဆိုတဲ့ပုံစံမျိုးလေးတွေရှိနိုင်တယ်တခါလေမှာတော့ပွဲတွေပိုင်းတော့သွားရတာမျိုးလည်းရှိကောင်းရှိနိုင်တယ်အဲ့ဒါမဲ့လည်းအရန်ကြီးလေလူမှုရေးကိစ္စရက်တွေကိုပေါ့နော်တစ်ချိန်လုံးလူမှုရေးကိစ္စတွေကျွလိုက်လုပ်နေရလာတော့မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးလေးတွေကိုတော့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ပညာရေးပိုင်းပေါ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာလည်း group number 3ကိုရွေးထားတဲ့သူတွေအနေနဲ့ကပညာရေးကလည်းကောင်းမွန်တဲ့ဒီ achievement တွေကောင်းမွန်တဲ့အောင်မြင်မှုတွေအစားရနိုင်ကြီးရှိတယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေ့ရတယ်ပညာရေးမှာမိစူးစမ်းထားတာနဲ့ပေါ့နော်ထိုက်တန်တဲ့ရလက်တွေထိုက်တန်တဲ့ရလက်ကောင်းတွေထိုက်တန်တဲ့ပေါ့နော်ဒီလူတွေရဲ့အထင်မြင်ကြီးမှုတွေအစားရနိုင်ကြီးရှိတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတာဆိုတော့ဒီလာထဲမှာစာမိုးဘွဲတွေပါဖြေဖို့ရှိတယ်ဆိုရင်လည်းစာမိုးဘွဲကအဲ့လိုထိုက်တန်ထူးထူးဆန်းဆန်းပေါ့နော်အောင်မြင်နိုင်ကြီးရှိတယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုသွားပြီးတွေ့ရတယ်နောက်တစ်ခုကကြတော့ပညာရေးနဲ့ဆက်ပြီးတော့သတင်းစကားတွေပါစောင့်နေတာမျိုးပေါ့ဥပမာသတင်းတစ်ခုခုစောင့်နေတာမျိုးတွေပါရှိတယ်ဆိုရင်လည်းဒီလာထဲမှာရနိုင်တယ်သတင်းကောင်းဖြစ်ဖို့များနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒီကျန်းမာရေးပိုင်းပေါ့အဲ့တော့ group number 3ကိုရွေးထားတဲ့သူတွေရဲ့ကျန်းမာရေးအခြေအနေကတော့ဒီလာထဲမှာကျန်းမာရေးအနေနဲ့ပတ်သက်ပြီးတော့ကလည်းလေတကယ်လို့စစ်ပေါ့နော်သွေးတွေစီးတွေစစ်ဖို့ရှိတယ်ဆိုရင်လည်းအရင်ကြီးစိုးရင်ကြမလို့ဘူးသွေးတွေစီးတွေအဖြေတွေကကောင်းနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေ့ရတယ်နောက်တစ်ခုကကြတော့နေထိုင်မကောင်းဖြစ်နေတဲ့သူတွေဆိုရင်လည်းပြန်လည်ပြီးတော့တက်တာတာမျိုးတွေနေထိုင်ကောင်းပြန်ပြီးတော့နေထိုင်ကောင်းလာတာမျိုးတွေဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရတယ်ကျန်းမာရေးလည်းအညံ့နေနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်ထရီထူယောဂကြီးကြီးမားမားပေါ့ဥပမာယောဂအခန့်တွေပါရှိနေတဲ့သူတွေဆိုရင်တော့မှပဲဆရာဝန်တွေရဲ့စီဝါကြောင့်ပဲဖြစ်ဖြစ်ဒါပေမဲ့ကိုယ်တိုင်ကထိန်းသိမ်းနိုင်လို့ပဲဖြစ်ဖြစ်ပေါ့နော်ကျန်းမာရေးအခြေအနေတွေက control လုပ်နိုင်တယ်ထိန်းချုပ်နိုင်တယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်ဒါမျိုးဖြစ်နိုင်ခြေရှိတယ်အရင်ကြီးဆိုးရတဲ့အနေအထားမျိုးတော့ဖြစ်နိုင်ခြေနည်းတယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်အဲ့တော့ group number 3အတွက်ကတော့ဒီလောက်ပါပဲမောင်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့အခြားသူတွေကြည့်လို့ရအောင် like and share လေးပြုလုပ်ပေးသွားလို့ရပါတယ်အခြေရေးကတော့နောက်တစ်နေ့နောက်တစ်ရက်မှာဗီဒီယိုလေးသက်သက်ထပ်ပြီးတော့တင်ပေးသွားပါမယ်နော်အားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်